ကျွန်တော်ကတော့ဒီ graphic design ဒီ industry တွေကိုပေါ့ကျွန်တော်ဒီ2019လောက်မှာစဝင်ခဲ့တယ်ကျွန်တော်ဒီ industry တွေကိုရောက်တဲ့နှစ်အနေနဲ့ပြောရမယ်ဆိုရင်ကျွန်တော်လောက်သက်ကကြတော့ဒီ6နှစ်ဝန်းကျင်လောက်တော့ရှိပြီကျွန်တော်ဒီဂျားထဲမှာလည်း freelance လုပ်တာ project တွေပါရှိတယ်အဲ့ဒီအပြင်ကိုကျွန်တော်ဂျားထဲမှာပေါ့ဒီ2022နောက်ပိုင်းမှာကျွန်တော် instructor ဘိုင်းကိုစပြီးတော့ကျွန်တော်ကူးလာခဲ့တယ်ဘယ်လိုမျိုးသွားတာလဲဆိုတော့ကျွန်တော်ဆက်စချင်းအနေနဲ့ကျွန်တော် knowledge sharing အနေနဲ့သွားတယ် organization တွေကလာဖိတ်တဲ့ဟာကိုကျွန်တော်ရဲ့ဒီလုပ်ငန်းအတွေ့အကြုံတွေကျွန်တော် interview ကြရင် designer တွေအနေနဲ့ဘယ်လိုပြင်ဆင်ရမလဲ portfolio ဘယ်လိုမျိုးတည်ဆောက်တင်လဲအဲ့ဒီဟာလေးတွေကိုကျွန်တော်တို့လူငယ်တွေအနေနဲ့ပေါ့ဒီ industry တွေကိုဝင်ကျင်တဲ့လူငယ်တွေအနေနဲ့ဘယ်လိုပြင်ဆင်ရမလဲတွေကိုကျွန်တော် sharing လုပ်ပေးခဲ့တယ်designer ဖြစ်ပေါ်ကိုက career လမ်းကြောင်းဖြစ်လျှောက်တော့မယ်ဆိုရင်ဒါအခုတည်းကကိုလေ့လာထားမှသာပိုအဆင်ပြေမှာလေဒါအကိုတို့ဒီ basic အနေနဲ့ဒီဟာစလေ့လာထားမှသာနောက်ပိုင်းအကိုတို့ဒီကိုတွေက career အနေနဲ့တခြားသွားဘယ်လိုပြောရမလဲတခြား level အလုပ်ချင်တဲ့တခြားဘတ်တွေကိုသွားမယ်ဆိုရင်လည်းဒါအဆင်ပြေပြီးသားဖြစ်သွားမယ်ကြော်ညာ design တွေကိုဆွဲရတာဝါနာပါတယ်ပြီးတော့ movie design တွေဆွဲရတာဝါနာပါတယ်ပြီးတော့နောက်ဒီ graphic design ပေါ့ဟိုကျွန်တော်တို့ဒီသူများတွေလုပ်ထားတဲ့ design တွေကိုကြည့်ပြီးတော့ကိုယ်ပိုင် creation နဲ့ graphic design ဆွဲခြင်းနဲ့ပြီးတော့နောက်တစ်ခုပုံတွေကို editing လုပ်တာလဲဝါနာပါတယ်အဲ့ဒီအပြင်ကိုဒီကိုကတော့ပုံဆွဲတာဝါနာပါတယ်အဲ့ဒီပုံဆွဲတာကိုကျွန်တော်တို့ကဒီလူပုံစံဖြစ်ပေါ့အသက်သွင်းခြင်းနဲ့အဲ့ဒီပုံစံမျိုးဖြစ်လူပုံစံဖြစ်နဲ့ award တစ်ခုဖန်တီးခြင်းနဲ့သူတွေအတွက်ကို recommendation ပေးခြင်းဒါကိုအခုမှစလေ့လာတော့နောက်ကျတဲ့အမြင်ကတော့မရှိဘူး။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့သိရတဲ့အတိုင်းပဲလေဒီက Photoshop software ကကြတော့ကျွန်တော်တို့ဒီ design ဆွဲတော့မယ်ဆိုရင်အခြေခံအုံမြင့်အနေနဲ့အသုံးပြုရမယ့် software တစ်ခုပဲ။အဲ့ဒီ software ကိုကျွန်တော်တို့ကဒီမသုံးတော့ဘူးအဲ့ဒီ software ထက်ကောင်းတဲ့ဟာမျိုးတွေသုံးမယ်ဆိုရင်တော့အဲ့ဒီကောင်းတဲ့ software တွေရဲ့အထဲမှာသုံးထားတဲ့ graphic tool တွေကလည်း Photoshop ထဲကသွားထားတဲ့ tool တွေကိုပဲပြန်ယူသုံးပြီးတော့ तू ကပြန်ပွားထားတဲ့ပုံစံမျိုးပဲကွာအဲ့တော့ဒီဟာကိုလေ့လာမှသာကျန်တဲ့ဟာတွေကိုလည်းကောင်းကောင်းကြီးကျွန်တော်တို့ကကင်တွယ်ပြီးအသုံးပြုနိုင်မှာ